အလုံးပဲမင်္ဂလာပါတန်ရှင်းသောရတ္တပတ်နဲ့ပတ်သက်ပြီးတော့အနေငယ်ဝေမျှချင်ပါတယ်တန်ရှင်းသောရတ္တပတ်ဆိုတာမိတ္တပန်းတနင်္ဂနွေနေ့ကနေပါစကာနေ့မတိုင်ခင်တပတ်တာကာလကိုဆိုလိုတာဖြစ်ပါတယ်ခရိယန်ဘာသာဝင်ယုံကြည်သူတွေအတွက်တနစ်တာမှာအရေးကြီးဆုံးနဲ့အမှုမြတ်ဆုံးနေ့တွေလည်းဖြစ်ပါတယ်သခင်ခရစ်တော်ရဲ့နောက်ဆုံးအချိန်တွေဖြစ်တဲ့ဂျေရုဆလင်မြို့ထဲကိုဘယင်တစ်ပါးလိုကြွဝင်ခြင်းနောက်ဆုံးညစာစားခြင်းဒုက္ခခံခြင်းအတိခံခြင်းနဲ့ရှင်ပြန်ထမြောက်ခြင်းတို့ကိုအောက်မိတတိရတဲ့နေ့လည်းဖြစ်ပါတယ်ကျွန်တော်အနေနဲ့အချက်၅ချက်နဲ့ဖော်ပြလိုပါတယ်ပထမအချက်မေတ္တာပန်းတနင်္ဂနွေနေ့တန်ရှင်းသောရတ္တပတ်ရဲ့အစာပဲဖြစ်ပါတယ်သခင်ခရစ်တော်ဟာဂျေရုဆလင်မြို့ထဲကိုဘယင်တစ်ပါးလိုကြွလာတဲ့အခါမှာလူထုတွေကတစ်ပင်ပန်းမှန်တွေကိုကင်ပြီးတော့ဟောဇာနာဟောဇာနာဆိုပြီးတော့ကြွေးကြော်ပြီးကြိုးဆိုခဲ့တဲ့နေ့ကိုတတိယတဲ့နေ့ပဲဖြစ်ပါတယ်ဒုတိယချက်တန်ရှင်းသောဂျာတာပရိနိကြီးဒီနေ့မှာအရေးကြီးတဲ့အဖြစ်အပျက်နှစ်ခုကိုတွေ့ရမှာဖြစ်ပါတယ်ခြေဆေးခြင်းမင်္ဂလာနဲ့နောက်ဆုံးညစာစားခြင်းပဲဖြစ်ပါတယ်သခင်ခရစ်တော်ကတပည့်တော်ကြီးတွေရဲ့ခြေထောက်ကိုစီးကြောတာကကျွန်တော်တို့ကိုဘာတွေတင်ပေးနေလဲဆိုတော့နှိမ့်ချခြင်းနဲ့မေတ္တာတရားထားဖို့ဖြစ်ပါတယ်ပြီးတော့နောက်ဆုံးညစာစားပွဲနေပြီးတော့ဘာကိုတီထောင်လိုက်လဲဆိုတော့ယဟန်တိတ်ကတင်ခြင်းနဲ့ကိုရောမြတ်ဆက်ကရမန်တို့ကိုတီထောင်တဲ့နေ့ပဲဖြစ်ပါတယ်ပြီးတော့နံပါတ်3ချက်အနေနဲ့ Good Friday တောက်ကြနေ့ကြီးအကြောင်းကိုဝေမျှချင်ပါတယ်ဒီခရစ်တော်ဘုရားရှင်ရဲ့ရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာဝိညာဉ်ရေးဆိုင်ရာဒုက္ခဝေဒနာတွေနဲ့အတိခံတဲ့နေ့ပဲဖြစ်ပါတယ်ခရစ်တော်ဘုရားရှင်ကိုတိုင်မှာချီနှောင်ပြီးကြာပွန်းနဲ့အရိုက်ခံရတာကားတိုင်တင်ခံရတာဟာရုပ်ပိုင်းဆိုင်ရာနာကျင်မှုပဲဖြစ်ပါတယ်တပည့်တော်ကြီးတွေမိတ်ဆွေတငယ်ချင်းတွေခင်မင်ရင်းနှီးတဲ့သူတွေရဲ့စွန့်ပစ်ခံရတာဟာစိတ်ပိုင်းဆိုင်ရာဝေဒနာခံစားရခြင်းပဲဖြစ်ပါတယ်ကားတိုင်ပေါ်မှာ3နာရီတိတိရှိနေတဲ့ချိန်ခမည်းတော်ဘုရားရဲ့စွန့်ပစ်ခြင်းခံရတယ်ဆိုတဲ့ခံစားချက်ကဝိညာဉ်ရေးဆိုင်ရာဝေဒနာခံစားခဲ့ရတာပဲဖြစ်ပါတယ်လူသားတွေရဲ့အပြစ်ကြောင့်မိမိကိုယ်ကိုပူဇော်ပြီးအတိခံတဲ့နေ့ရက်လည်းဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့အနေနဲ့ဒီတောက်ကြနေ့ကြီးမှာအစာရှောင်ခြင်းဆူတောင်းခြင်းကိုယ်တို့ကောင်းမှုတွေကိုအထူးပြုလို့ရမယ့်နေ့လည်းဖြစ်ပါတယ်ပြီးတော့နံပါတ်4ချက်အနေနဲ့တန်ရှင်းသောစနေနေ့ကြီးရှင်ပြန်ထမြောက်မဲ့သခင်ခရစ်တော်ရှင်ပြန်ထမြောက်မဲ့နေ့ကိုမျှော်လင့်ဆောင်စားရင်းငြိမ်သက်စွာဖြတ်တန်းရမယ့်နေ့ပဲဖြစ်ပါတယ်ပြီးတော့နောက်ဆုံးချက်အနေနဲ့ပါစကာပွဲတော်ကြီးပဲဖြစ်ပါတယ်တန်ရှင်းသောရတ္တပတ်ရဲ့အထွတ်အထိပ်နေ့ပဲဖြစ်ပါတယ်သခင်ခရစ်တော်ဟာဒီချင်းကိုအောင်နိုင်တဲ့နေ့ပဲဖြစ်ပါတယ်ပြီးတော့ယုံကြည်သူတွေအတွက်အကြီးမားဆုံးသောပျော်ရွှင်ခြင်းနဲ့မျှော်လင့်ခြင်းနေ့ရက်လည်းဖြစ်ပါတယ်ကျွန်တော်တို့ကိုယ်ွယ်တဲ့ဘုရားဟာရှင်ပြန်မထမြောက်ခဲ့ဖို့ဆိုရင်ကျွန်တော်တို့သူ့ကိုယ်ွယ်တာဟာအတိတ်ပဲမဲ့အလကားတက်ပဲဖြစ်ပါလိမ့်မယ်ဒါကြောင့်ဒီတန်ရှင်းသောရတ္တပတ်နေ့ဘာတွေကိုသင်ပေးနေလဲကျွန်တော်တို့ဘာတွေကြည်ကြံဖို့လိုအပ်နေလဲဆိုရင်တော့ဒုက္ခအခက်အခဲတွေကြမှာကျွန်တော်တို့ရဲ့နေ့စဉ်ဘဝအသက်တာကိုခရစ်တော်၌ယုံကြည်ခြင်းမျှော်လင့်ခြင်းတွေကိုတွေ့အောင်ရှာဖွေကြပါစို့ခရစ်တော်နဲ့တို့ရှောက်လန်းကြပါစို့ခရစ်တော်ရဲ့ဒုက္ခခံခြင်းအတိခံခြင်းနဲ့ရှင်ပြန်ထမြောက်ခြင်းအဖြစ်ကျွန်တော်တို့အားလုံးဟာကယ်တင်ခြင်းကိုယ်တတ်ခြင်းခံရတယ်ဆိုတာယုံကြည်လက်ခံကြပါစို့အကူအညီလိုအပ်နေတဲ့သူတွေဒုက္ခရောက်နေတဲ့သူတွေကိုတတ်နိုင်သမျှတို့ရောက်ကူညီပေးကြပါစို့ဘုရားခင်ရဲ့ကြွယ်ဝချမ်းသာသောကောင်းချီးမင်္ဂလာများအားလုံးအပေါ်သို့ခံစားတက်ရောက်ပါစေလို့ဆုမွန်တောင်းပေးလိုက်ပါတယ်Quia ipse super Maria fun